လစဉ်35သိန်းဝန်းကျင်ပေးသွင်းရုံနဲ့ကွန်ဒိုတိုက်ခန်းပိုင်ဆိုင်နိုင်ပါပြီယနေ့ခေတ်မှာကွန်ဒိုတိုက်ခန်းဝယ်ယူမယ်ဆိုရင်သိန်း100 200ကြားပြေးမလို့အောင်အရစ်ကျပေးသွင်းနေရတာပဲဖြစ်ပါတယ်။သိန်း30 50ဝန်းကျင်အရစ်ကျသွင်းငွေနည်းနည်းနဲ့ပေးသွင်းနိုင်တယ်။အောင်စရာစီတီကွန်ဒိုမီနီယမ် project ကြီးပေါ်ထွက်လာပြီမို့လို့အိမ်ပိုင်ဆိုင်ဖို့အိမ်မက်တွေနဲ့အလံငွေတော့ဘူးနော်။ဒီ project အကြောင်းမပြောခင်ကြိုပွိုင်းဝယ်ယူမယ်ဆို developer အကြောင်းကိုတေချာလေ့လာဖို့လဲလိုတာပေါ့။ MID developer ဟာမန္တလေးမှာဆိုရင်အေးရိပ်မွန်အောင်ပင်လဲရဲမွန်တောင်ကျွဲဆယ်ကန် project များကိုအောင်မြင်စွာအကောင့်ထဲပေါ်နိုင်ခဲ့တာဖြစ်ပြီးတော့သတ်မှတ်ထားတဲ့အခန်းအနံကာလအတွင်းမှာအခန်းအနိုင်နဲ့ developer ကိုယ်တိုင်ကလည်းလုံခြုံစိတ်ချရမှုအတွက်ဆက်လုပ်ရေး quality ပိုင်းကိုအထူးအမှာခံထားသလိုမန္တလေးမှာဆိုရင်လည်းဆက်လုပ်ပြီးစီးထားတဲ့ project quality ကောင်းမွန်မှုကြောင့်နာမည်ကောင်းရရှိပြီးသားပဲဖြစ်ပါတယ်အောင်စရာစီတီကွန်ဒိုမီနီယမ်ဟာအချက်အချာကြတဲ့ကျက်စစ်သားလမ်းအနီးမှာတည်ရှိတာဖြစ်ပြီးတော့အောင်စရာတံနဝက်ဒေးအိမ်ယာဘရင်အောင်တံတို့ကိုအလွယ်တကူဆက်သွယ်သွားလာနိုင်ပါတယ်မိသားစုဝင်တွေတသမမီများနဲ့အခြေကျနေထိုင်မှုအတွက် Milestone Stonewall International School များ YSCC KN 2001 Chinese Center များနဲ့ဈေးဝယ်ဖို့အတွက်ဆိုရင်တော့မိကွက်စေစင်ကေဟာနဲ့ Ocean Supermarket များလည်းရှိပါတယ်အခန်းကျဲ908 square feet ကနေ1450 square feet အထိပါဝင်ပြီးရေမီးစေးအပြီးအခန်းအနှံပေးမှာပဲဖြစ်ပါတယ်အခန်းလေးယောက်ဒီဇိုင်းတွေစုံလင်စွာပါဝင်ပြီးတော့1 bedroom ကနေ 4 bedroom အထိစိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်ဒီတော့တယောက်တည်းပဲနေမလားမိသားစုနဲ့ပဲနေမလားမိမိနှစ်သက်ရာအခန်းကိုရွေးချယ်ဖို့စောအခန်းရွေးထားဖို့တော့လိုမယ်နော်ကွန်ဒိုလို့ပြောလိုက်တာနဲ့ facility အမိုက်စားတွေကသာ modern lifestyle တစ်ခုကိုဖန်တီးနိုင်မှာပါ swimming pool, gym, jacuzzi ရွှေထုတ်ခန်းနဲ့အပေါ်သို့တက်မှာဆိုရင်တော့ barbecue area, garden area လည်းအစုံလင်ပါဝင်တာမို့လို့ချစ်ချင်တဲ့သူတွေအနေနဲ့အိမ်ဝန်းထဲရအောင်အပြင်ထွက်ချင်တော့မှာမဟုတ်ဘူးနော်ကားပါကင် management office main lobby နဲ့ reception အပြင်ထူးခြားတာကတော့အစာကြည့်တိုင်းနဲ့စာကြည့်ဖို့နေရာများပါထည့်သွင်းပေးတာပဲဖြစ်ပါတယ်။ payment plan ကလည်း9နှစ်အထိတောင်ဘဏ်ကလုံးနဲ့ဝယ်ယူနိုင်မှာဆိုတော့စိတ်အေးရပြီပေါ့။လှိုင်သာယာရဲ့အရှိန်အဟုန်တို့ဖွံ့ဖြိုးတိုးတက်မှုနဲ့အတူပေါ်ထွက်လာမဲ့အောင်စရာ City Condominium မှာလစဉ်ပေးသွင်းငွေတသက်နဲ့အိမ်ခန်းပိုင်ဆိုင်နိုင်မှုအတွက် HK Property ကိုအခုပဲဆက်သွယ်မြင်လိုက်တော့နော်။